ငါသည်တောင်များ၏အလယ်တွင်900နှစ်ပေါင်းများစွာပုံအောင်နေခဲ့ရပြီးထိုအချိန်များပြီးတွင်ငါသည်နောက်ဆုံးတွင်တန်ရှင်းသောနယ်ပယ်၏ထိပ်ဆုံးသို့ရောက်ရှိခဲ့သည်ငါ၏အောင်မြင်မှုကိုဂုဏ်ယူစွာခံစားမိ၍ခြိုင်ဝမ်မှပထမဆုံးအကြိမ်ထွက်လာခဲ့ရာ12000နှစ်အရွယ်နတ်ဆိုးဘုရင်နှင့်ဓာတ်ရိုက်တိုးမိခဲ့သည်ကျွန်ုပ်တို့ခေတ်၏အင်အားကြီးဆုံးတတဝါနှစ်ဦးအနေဖြင့်ကျွန်ုပ်တို့သည်ကောင်းကင်ကိုတုန်လှုပ်စေပြီးမိုးကောင်းကင်ကိုမှောင်မိုက်စေသောတိုက်ပွဲကိုတိုက်ခိုက်ခဲ့ကြသည်သို့သောတိုက်ပွဲပြီးဆုံးသောအခါနတ်ဆိုးဘုရင်သည်သူ၏ကူတို့အလျင်အမြန်ပြန်ပြေးဝင်ကအိယာထဲသို့ဝင်ခဲ့သည်တညလုံးငါသည်ငါ၏ကျိုးပဲ့နေသောဓာတ်ကိုကိုင်ဆောင်ကကြောက်လန့်တုန်လှုပ်နေခဲ့သည်ထိုအချိန်တွင်ငါသည်စနစ်သည်ငါနှင့်ချီနှောင်ထားသည်မှာအစင်းနှင့်ကဘာမှလာသည်ဟုပြင်းပြင်းထန်ထန်စဉ်းစားမိလာသည်မဟုတ်ပါကမည်သို့ရှင်းပြနိုင်မည်နည်း900နှစ်ပေါင်းများစွာစိုက်ပျိုးခဲ့ပြီးနောက်ငါသည်သေးငယ်သောမွေးဖြူတစ်ကောင်ကိုပင်မနိုင်သေးပြဿနာကိုတွေးတောပြီးနောက်ငါသည်စိုက်ပျိုးခြင်းကိုလုံးဝဆွန့်လွတ်ပြီးပြင်၍သောဘဝကိုပျော်မွေ့ရန်ဆုံးဖြတ်ခဲ့သည်တနေ့တွင်ခြိုင်ဝမ်ကိုပုံမှန်လမ်းလျှောက်နေစဉ်ငါသည်စွန့်ပစ်ခံထားရသောကလေးမလေးတစ်ဦးကိုတွေ့ရှိခဲ့သည်စူးစမ်းလိုစိတ်ကြောင့်ငါသည်သူ၏အခြေအနေကိုငါ၏ဝိညာဉ်အာယုံဖြင့်စစ်ဆေးခဲ့ပြီးငါ၏မျက်လုံးများသည်အံ့အားသင့်စွာကျဲလာခဲ့သည်သူ၏ခန္ဓာကိုယ်အတွင်းတွေးတဆက်များမကျန်ရှိတော့ပေသို့သောတနည်းနည်းဖြင့်သူသည်အသက်ရှင်ဆဲဖြစ်သည်ဤသေးငယ်သောအံ့ဖွယ်အမှုကိုကြည့်ရှုရင်းငါသည်သူ့ကိုကိုယ်တိုင်မွေးမြူရန်မတွေးတောနိုင်ခဲ့တခဏမျှစဉ်းစားပြီးနောက်ငါသည်ရှေးဟောင်းကျမ်းစာများပါသောတွေးတဆက်ကိုငါ၏ကိုယ်ပိုင်နှစ်သာရမှစူးစီးခဲ့သည်နောက်ဆုံးတွေးအခရာသည်ကလေး၏ရင်ဘတ်ထဲသို့ဝင်ရောက်သောအခါကောင်းကင်ရှိပနက်ဝမ်းရိုက်ကျဲခုနှလုံးသည်တစ်ချိန်တည်းတွင်တောက်ပလာခဲ့သည်ကောင်းကင်ရှိပနက်ဝမ်းရိုက်ကျဲခုနှလုံးသည်တစ်ချိန်တည်းတွင်တောက်ပလာခဲ့သည်သူ၏မျက်နှာပေါ်သို့အယောင်များတဖြည်းဖြည်းပြန်လာသည်ကိုကြည့်ရှုရင်းမျက်နှာငါသည်ပြုံးပြီးပြောခဲ့သည်ယခုမှစ၍တင်း၏အမိမှာချင်းစင်ခါဖြစ်သည်ငါသိသည့်ထက်6နှစ်ကြာခဲ့ပြီးငါကယ်တင်ခဲ့သောကလေးမလေးသည်ချစ်စရာကောင်းသောမိန်းကလေးငယ်တဦးအဖြစ်ကြီးပြင်းလာခဲ့သည်ငါသည်ကိုအသုံးမကျသောဖခင်တဦးအဖြစ်တတ်မှတ်ခဲ့တော်လဲငါ၏သမီးသည်တောက်ပသောအနာဂတ်ကိုပိုင်ဆိုင်စေလိုခဲ့သည်ထို့ကြောင့်သူ9နှစ်ပြည့်သောအခါငါသည်သူ့ကိုစိုက်ပျိုးခြင်းကိုတင်ကြားပေးခဲ့သည်ယခုအချိန်တွင်စင်ခါသည်မြေပေါ်တွင်ခြေထောက်ခောက်ထိုင်နေပြီးလျှို့ဝှက်စမ်းကြဲသောအလင်းသည်သူ၏ခန္ဓာကိုယ်ကိုဝန်းရံလျက်စီးဆင်းနေသည်စိုက်ပျိုးခြင်းနှင့်ပတ်သက်၍သူ၏နားလည်မှုသည်မယုံနိုင်လောက်အောင်အဆင့်သို့ရောက်ဤနေပြီဖြစ်ကြောင်းထင်ရှားသည့်အဆင့်အပြင်ဘက်ရှိမြည်သည့်အသင်းအပင်တွင်မဆိုသူသည်အဖိုးတန်ရတနာတစ်ပါးအဖြစ်သဘောထားခံရမည်ဖြစ်သည်ကံမကောင်းအကြောင်းမလားစွာဖြင့်သူ၏ဖခင်သည်နေတိုင်းအနားယူပြီးဘာမှမလုပ်တော့သူဖြစ်သည်ထို့ကြောင့်သူ၏အရေးချင်းသည်ညီမျှကြောက်စရာကောင်းသည်ကိုငါမသိတဲ့ညနေခင်းရောက်လာသောအခါဂျင်းခဲသည်ရုတ်တရက်ထွက်လိုက်ပြီးပျော်ရွှင်စွာအော်ဟစ်ခဲ့သည်ဖေဖေငါရဲ့စိုက်ပျိုးမှုအတားအဆီးကိုခံစားရပြီငါထင်တယ်ငါတင်းရွှဲနယ်ပယ်ကိုမကြခင်ကြော်လာနိုင်လိမ့်မယ်ငါပြုံးပြီးပြောခဲ့သည်အံ့ဩစရာခင်ခါသည်အမခမ်းပါပဲဖေမင်းအတွက်ကျွတ်လေးမုံလာဦးနေလုပ်ပေးမယ်နော်သူ၏မျက်လုံးများသည်ချက်ချင်းပင်တောက်ပလာခဲ့သည်ဟုတ်ကဲ့ငါအဖေကိုအချစ်ဆုံးပဲသူသည်ပျော်ရွှင်စွာကျွန်ုပ်တို့၏တစ်သားအိမ်စီသို့ပြန်သွားခဲ့သည်သူ၏ပျော်ရွှင်သောသေးငယ်သောပုံရိပ်သည်အကွာဝေးသို့ပျောက်ကွယ်သွားသည်ကိုကြည့်ရှုရင်းငါသည်အတွင်းစိတ်ကိုလုံးဝပြန်လည်ကောင်းမွန်လာခဲ့သည်ထိုအတော်တွင်တောင်၏အခြားတစ်ဖက်တွင်ပြင်းထန်စွာဒဏ်ရာရနေသောမိခိုးရောင်ဝက်ဝံတစ်ကောင်သည်အသက်မွေးဝမ်းကြောင်းအတွက်ပြေးနေခဲ့သည်သူသည်အလွန်ပင်ပန်းနွမ်းနယ်နေသဖြင့်တောင်ခြေရင်းတွင်သတိလစ်မေ့မျောသွားခဲ့သည်မြညာကြာသည်မသိသောအချိန်တစ်ခုအကြာတွင်ဝက်ဝံသည်နောက်ဆုံးတွင်နိုးလာခဲ့သည်သူမြင်ရသောပထမဆုံးအရာမှာစူးစမ်းလိုစိတ်ဖြင့်သူ့ကိုစိုက်ကြည့်နေသောလူသားကလေးမလေးတဦးဖြစ်သည်ချက်ချင်းပင်သူသည်သတိထားပြီးရန်လိုလာခဲ့သည်သူသည်ကလေးငယ်တဦးဖြစ်တော်လဲသူသည်ထိုအချိန်တွင်တန်းစင်နယ်ပယ်သို့ရောက်ရှိခဲ့သည်သူသည်အသက်ရှင်ပြီးဆက်လက်ကြီးထွားလာပါကလူသားမျိုးနွယ်သည်နောက်ထပ်တန်ရှင်းသောဖုံးတော်ကြီးတစ်ပါးကိုရရှိနိုင်ွယ်ရှိသည်သူသည်300နှစ်ပေါင်းများစွာမွေးမြူခဲ့သောဝိညာဉ်ဆေးပင်ကိုတတိယမိသောအခါလူသားများကယင်းကိုခိုးယူခဲ့ကြသည်အမျက်ဒေါသသည်သူ၏နှလုံးသားကိုပြည့်စေခဲ့သည်လူသားများသည်ငါ၏အဖိုးတန်ဆေးပင်ကိုခိုးယူခဲ့ကြသည်ငါသည်သူတို့၏အနာဂတ်တန်ရှင်းသောဖုံးတော်ကြီးတစ်ပါးကိုတတ်ပါကငါသည်အမျက်ရအုံးမီထိုအတွေးဖြင့်မိခိုးရောင်ဝက်ဝံသည်သူ၏ခန္ဓာကိုယ်တွင်ကျန်ရှိနေသောနောက်ဆုံးအင်အားကိုစူးစီးလာခဲ့သည်သို့သောသူဘာမှမလုပ်မီရှင်ခဲကရုတ်တရက်သူ၏အတန်နူးညံ့စွာဖြင့်ခေါ်ခဲ့သည်ဖေမြန်လားဒီဝက်ဝံကနိုးနေပုံရတယ်ထို့နောက်သူကထပ်ပြောသည်အနီးနားတွင်လူကြီးတဦးရှိပါကထိုတကောင်ကိုလည်းတက်ပစ်လိုက်မိခိုးရောင်ဝက်ဝံသည်တက်လိုစိတ်အနှဲငယ်များထုတ်လွှတ်လိုက်သည်နှင့်တပြိုင်နက်သူသည်အလွန်မင်းဖိအားကိုခံစားခဲ့ရသည်သူ၏ခန္ဓာကိုယ်သည်မထိန်ချုပ်နိုင်ပဲတုန်ခါလာခဲ့သည်ငါနှင့်ပတ်သက်၍ငါသည်မတော်တဆဖြစ်ရန်မဝန်းပါနှစ်အတော်ကြာကထိုသေးငယ်သောမွေဖြူကြောင့်ကြန့်ရှိခဲ့သောထိခိုက်ဒဏ်ရာသည်ငါ၏မှတ်ဉာဏ်တွင်ဆွဲမြဲနေစေဖြစ်သောကြောင့်ငါသည်ဝက်ဝံကိုငါ၏ဝိညာဉ်အာယုံဖြင့်ဂရုတစိုက်စစ်ဆေးခဲ့သည်ဟုတ်ကဲ့သူသည်တနာစရာကောင်းလောက်အောင်အားနည်းပြီးပြင်းထန်စွာဒဏ်ရာရနေသည်အမှန်စင်စစ်သူသည်ငါ၏သမီးထက်အနှဲငယ်သာပို၍အားကောင်းသည်ထို့သို့မြင်ရသောအခါငါသည်နောက်ဆုံးတွင်အနားယူခဲ့သည်ငါသည်ရှောက်သွားပြီးဝက်ဝံ၏တင်ပါးကိုပေါ့ပေါ့တန်တန်ကန်လိုက်သည်မိခိုးရောင်ဝက်ဝံသည်ကယူနာတောင်းခံတော်မူဖြစ်တော်လဲရှင်ခိုင်ကစူးစမ်းလိုစိတ်ဖြင့်မေးခဲ့သည်ဖေဒါကပုံမှန်ဝက်ဝံလားဒါမှမဟုတ်အဲ့ဒီနဲ့ဆိုးတတဝါတွေထဲကတကောင်လားထိုမေးခွန်းကိုကြားသောအခါမိခိုးရောင်ဝက်ဝံသည်ချက်ချင်းပင်နောက်ပြန်လှည့်သွားသည်သူ၏ဝမ်းကိုပြသပြီးသူသည်တက်နိုင်သမျှအမိုက်ဆုံးအပြစ်ကင်းသောမျက်နှာကိုပြသခဲ့သည်ငါသည်ရှင်ခိုင်၏ခေါင်းကိုနူးညံ့စွာပုတ်တက်ပြီးပြောခဲ့သည်သူသည်နတ်ဆိုးတတဝါဖြစ်ပါကဖေသည်သူ့ကိုဖယ်ရှားပြရလိမ့်မည်သို့သောသူ၏အပြုမူကိုကြည့်ခြင်းအဖြစ်သူသည်ပုံမှန်မိခိုးရောင်ဝက်ဝံနှင့်တူသည်ငါသည်သူ့ပေါ်ကန့်သက်ချက်တစ်ခုချမှတ်မည်ဖြစ်ပြီးမင်းကိုအိမ်မွေးတိရစ္ဆာန်အဖြစ်ထားခွင့်ပြုမည်ရှင်ခိုင်သည်ချက်ချင်းပင်ပျော်ရွှင်လာခဲ့သည်တကယ်လားငါ့ကိုကစားဖို့တယောက်ရတော့မယ်လို့ဆိုလိုတာလားကျေးဇူးတင်ပါတယ်ဖေထိုအတော်တွင်မိခိုးရောင်ဝက်ဝံသည်ကိုအလွန်တော်သည်ဟုလျှို့ဝှက်စွာချီးကျူးခဲ့သည်နောက်တစ်စက္ကန့်တွင်သူသည်သူ၏မွေးညင်းပေါက်နေသောခေါင်းကိုရှင်ခဲ၏လက်ဖြင့်ပုတ်တက်ခဲ့သည်ငါသည်ရွှေရောင်စွမ်းအင်တစ်ချောင်းကိုစူစီပြီးဝက်ဝံ၏နဘူးကိုညွှန်ပြခဲ့သည်တစ်ချိန်တည်းမှာပင်ဝက်ဝံသည်သူ၏ဟောင်းနှံသောဒဏ်ရာများအလင်းအမြန်ပျောက်ကင်းလာသည်ကိုခံစားခဲ့ရသည်ငါသည်ရှင်းပြခဲ့သည်ငါသည်သူ၏ခန္ဓာကိုယ်အတွင်းကန့်သက်ချက်တစ်ခုချမှတ်ထားသည်သူသည်မင်းကိုထိခိုက်စေလိုသည်ဟုတစ်ချိန်တစ်ခါမျှနွားလေးမိပါကသူသည်မခံနိုင်တော့အောင်နာကျင်မှုကိုခံစားရလိမ့်မည်ရှင်ခဲသည်ပျော်ရွှင်စွာလက်ခုပ်တီးခဲ့သည်အမခံမဲ့ little greatလာပါငါမင်းအတွက်ငါစိုက်ပျိုးထားတဲ့တတိပင်တွေကိုပြမယ်မိခိုးရောင်ဝက်ဝံသည်ညင်းဆန်ရန်မဝင်ဘဲမိန်းကလေးငယ်နှင့်အတူတောထဲသို့ပို၍လိုက်သွားရသည်တောထဲသို့ပို၍လိုက်သွားရသည်သူတို့လျှောက်သွားရင်သူ၏စိတ်ထဲတွင်ရဲရင်သောအကြံတစ်ခုပေါ်လာခဲ့သည်သူသည်မိတို့ပင်ဆိုစေကာမူဤလူသားကလေးကိုထိန်းချုပ်နိုင်ပါကသူသည်ထိုကြောက်စရာကောင်းသောတန်ရှင်းသောဖုံးတော်ကြီးကိုလည်းတွယ်ဝိုင်း၍ထိန်းချုပ်နိုင်မည်မဟုတ်လောဝက်ဝံသည်ပျော်ရွှင်စွာစီစဉ်နေစဉ်သူသည်ရှင်းခတ်ရက်တန့်သွားသည်ကိုရုတ်တရက်သတိပြုမိခဲ့သည်သူသည်သူမကိုတိုက်မိတော့မလို့ဖြစ်ခဲ့သည်ချက်ချင်းပင်သူ၏နှလုံးသားတွင်စိုးရိမ်ပူပန်မှုပြည့်နှက်လာခဲ့သည်ဒီကလေးမလေးဘာလုပ်နေတာလဲငါကမတော်တဆတိုက်မိရင်10ဘွားတောင်မလုံလောက်ဘူးရှင်ခဲကိုစိတ်ဆိုးသည့်အရေးအယောင်တစ်ခုသူ၏စိတ်ထဲတွင်ပေါ်လာသည်နှင့်တပြိုင်နက်သူ၏နှလုံးသားသည်ရုတ်တရက်ပောက်ကွဲတော့မည်အတိုင်းပြင်းထန်စွာတုန်ခါလာခဲ့သည်နာကျင်မှုသည်အလွန်ပြင်းထန်လွန်းသဖြင့်သူသည်မြေပေါ်သို့လဲကျသွားပြီးတုန်ခါလာခဲ့သည်အဆုံးမဲ့အချိန်ဟုထင်ရသောအချိန်တစ်ခုအကြာတွင်နာကျင်မှုသည်နောက်ဆုံးတွင်မိမ့်သွားခဲ့သည်ဝက်ဝံသည်လုံးဝအားမရှိတော့ဘဲတေးနေသောခွေးတစ်ကောင်ကဲ့သို့လှဲလျောင်းနေခဲ့သည်ရုတ်တရက်ရှင်ခဲ၏သေးငယ်သောမျက်
နာသည်သူ့ဘော်တွင်ပေါ်လာခဲ့သည်သူသည်စိုးသွမ်းစွာပြုံးပြီးပြောခဲ့သည်ဖေဖေရဲ့ကန့်သက်ချက်ကတကယ်ကိုတင်းမာတယ် Little Grey မင်းကအစောပိုင်းကငါ့ကိုတတ်ဖို့စဉ်းစားနေတာမဟုတ်လားမိခိုးရောင်ဝက်ဝင်သည်တကူလုံးတုန်ခါနေတော့လေသူသည်အလွန်အပြစ်ကင်းပြီးရှုပ်ထွေးနေပုံကိုတရုပ်ဆောင်ရန်ကြိုးစားခဲ့သည်သူ၏ပြောစရာကောင်းသောမျက်နှာကိုမြင်ရသောအခါရှင်ခရသည်ပောက်ကွဲထွက်လာခဲ့သည် Little Grey ငါသာအစောပိုင်းကအကြိမ်တော်များများမတားခဲ့ရင်ငါအဖေမင်းကိုအပိုင်းပိုင်းခုတ်ပစ်မယ်လို့မင်းထင်လားသူပြောရင်သူသည်သူ၏မွေးညင်းပေါက်နေသောခေါင်းကိုနူးညံ့စွာပုတ်တက်ခဲ့သည်ငါမသိဘူးဘာကြောင့်လဲဆိုတော့ငါအဖေကနတ်ဆိုးတရဝါတွေကိုတကယ်မုန်းတဲ့ထိုစကားကိုကြားတော့အခါမိခိုးရောင်ဝက်ဝင်သည်ချက်ချင်းပင်ဒူးထောက်ချလိုက်သည်အင်ခဲကတင်းငိမ်စွာပြောခဲ့သည်ထလော်ငါကိုကစားဖို့တယောက်လိုချင်တယ်ဒါပေမဲ့လှည့်စားတာကိုမကြိုက်ဘူးဖေဖေအမြဲတမ်းတငယ်ချင်းတွေဟာတယောက်နဲ့တယောက်ယူသားတင်တယ်လို့ပြောတယ်ထို့နောက်သူကပြုံးပြီးထပ်ပြောသည်ဒါပေမဲ့မင်းကငါတငယ်ချင်းမဟုတ်ဘူးမင်းကငါအိမ်မွေးတိရစ္ဆာန်ပဲမိခိုးရောင်ဝက်ဝင်သည်ထိုနေရာတွင်ရပ်တန့်သွားခဲ့သည်ရှင်ခဲကဆက်ပြောသည်ဒါကြောင့်ငါမင်းကိုယူသားဖို့မလိုဘူးဒါပေမဲ့မင်းကမဖြစ်မနေလုပ်ရမယ်အပိုင်းပိုင်းခုတ်ပစ်လိုက်မှလဲသူမပြောရင်းနဲ့ထိုအမွေးထုထက်သောခေါင်းကိုပျော့ပြောင်းစွာပုတ်တက်လိုက်သည်ကျွန်တော်မသိပါဘာကြောင့်လဲဆိုတော့ဒါပေမဲ့ကျွန်တော်အဖေကနတ်ဆိုးတရဝါတွေကိုတကယ်မုန်းတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါမိခိုးရောင်ဝက်ဝင်ဟာချက်ချင်းကိုကျသွားတဲ့ဒူးကောင်းများရှင်ခိုင်ကတည်ငြိမ်စွာပြောသည်ထကြငါကစားဖို့လိုချင်တယ်ဒါပေမဲ့ငါမကြိုက်ဘူးအဖေအမြဲလိန်ညာခဲ့သည်တငယ်ချင်းတွေဟာတယောက်နဲ့တယောက်ယူသားတင်တယ်လို့ပြောပါတယ်ပြီးတော့သူမကပြုံးပြီးထပ်ပြောလိုက်ပါတယ်ဒါပေမဲ့မင်းကငါတငယ်ချင်းမဟုတ်ဘူးမင်းကငါအိမ်မွေးတိရစ္ဆာန်မိခိုးရောင်ဝက်ဝင်ကအဲ့ဒီနေရာမှာပဲတောင်းခဲသွားတယ်ရှင်ခိုင်ကဆက်ပြောသည်ဒါကြောင့်မင်းကိုငါတကယ်ပြောစရာမလိုဘူးဒါပေမဲ့မင်းကတော့